အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီကိုနေတဲ့တို့တွေ့ရကြပြီဒီနေ့ကကျွန်တော်တို့ကလဲကူမှာရှိတဲ့ဟိုနော်ငွေချောင်းထဲမှာတဘာဝငါးတော်များမယ်အဲ့တော့အဓိကကျွန်တော်များမှာတဲ့ကျွန်တော်တင်ပေးမဲ့လူတယောက်ရှိရပါတော့သူကဒီလဲကူကကြော်သေးရဖြစ်ပါတယ်တော့ခဏနေကျွန်တော်မိတ်ဆက်ပေးမယ်အဲ့တော့သူကတစ်စက်သူတို့ဘယ်လိုများလဲပေါ့နော်သူတို့ data ဘယ်လိုများလဲအဲ့ဒါကိုကျွန်တော်ကပြန်ပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလုံးဝမကြော်ပဲနဲ့ကျွန်တော်တို့ live ပြီးကြည့်ရှုပေးဖို့လိုပါတယ်โอเคအားလုံးပဲခဏနေပြန်တွေ့မယ် bye bye โอเคအခုဒါကျွန်တော်တို့လဲကူကဆရာကျော်ကြီးကိုရောက်ပြီပေါ့နော်ဆရာကျော်ကြီးဒီနေ့ကျွန်တော်တင် जा ပို့ချမှာဗာငါးများပါထားဝါငခုံးမရငချင်းငဖမ်းမရထားဝါငခုံးမရငချင်းငဖမ်းမရဒါတွေကိုကျွန်တော်တို့ကဒီတဘာဝချောင်းထဲမှာညမှာဖြစ်ပါပေါ့နော်များလို့များရင်ကျွန်တော်တို့ဘာဒုတိယ plan မလုပ်လို့ရှိတယ်ညလို့ရဆင်းလို့အစင်းကိုပြီးနိုင်မယ်တဲ့โอเคတော့ဆက်ပြီးတော့ live ပြီးတော့ကြည့်ရှုပေးပါလို့နော်ကျွန်တော်တက်ရင်းနဲ့ပါလာပါတယ်တော့ကျွန်တော်ဒီကိုတွေကစာတော့ရတဲ့လက်ချောင်းโอเคအားလုံးခဏလေးပါပြောပြပါမယ်အစားနေတော့မှာပေါ့နော်ကျွန်တော်ဒီတဲဦးချောင်းထဲမှာအစာနဲ့ဘာမှမထည့်ဘူးဘာမှမထည့်ဘူးကျွန်တော်တို့ဖွင့်လို့ရတယ်မို့လီဘာလို့လဲမို့လီဘာလို့လဲအနက်အရတာဘာညာအဲ့လိုမထည့်ဘူးပေါ့ဗျာရိုးရှင်းတယ်ဖွင့်လို့နဲ့မုတ်ဖက်နဲ့ဒါပဲတော့ကြတော့ဘာဘယ်အစားချေဘယ်အတွက်သုံးမှာသူကတော့ငချင်းငဖမ်းမခါကျရင်ထိုင်ဝမ်ဖော့စီလေးတွေကိုမစားဘဲတဲ့အစာဝင်စားတာတွေရှိတတ်တယ်တော့မှဆိုတာကဒီဖော့စီလေးတွေပေါ့နော်ဒါလေးတွေမြင်ဖို့အောင်ပြတာပါဒါအရန်ရှာခက်ပါလေကြိုက်တဲ့မိုက်ပေါ်ဝင်နိုင်ကြပါလေဒါအဓိကကျွန်တော်တို့ဒီအဲ့လုံးလောက်ဆိုဟို international မှာတော့နော် pop back ပေါ့နော်ဒါကတော့မြန်မာ pop back နီးပါနော်အရန်လွယ်တယ်ဒီတွေကဖော့စီလေးတွေကိုချိန်မှချိန်ပြီးတော့ပါအစာကိုကျင်းထည့်ပြီးတော့များတာပါနော်အစာလည်းပတ်ထားမယ်ဒီနေရာမှာသူတို့အစာလာစားနေဒီဖော့စီလေးတွေကိုဆွဲဆုပ်တယ်ဒီနေရာဆိုလို့ရှိရင်တော့ရလို့အဆင်ပြေပါတယ်ဒါဆိုတာသူစီးခဲဝင်နေတာပေါ့ဘယ်လောက်လေးရှိလဲလိုမျိုးလေးဖြစ်တယ်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်ရေစီးမှလည်းလည်းမပြောတော့ဘူးပေါ့နော်မပြောတော့ဘူးโอเคကျွန်တော်တို့ရတာလေးလုံးကတော့များပြီဆိုကျွန်တော်တို့ကဒီအလုံးလောက်ပဲတို့တုပ်ပြီးချိန်မှချိန်တယ်ဒီအလုံးလောက်ဆိုအဆင်ပြေပါတယ်ဟုတ်ကဲ့ပါဥဒါကျွန်တော်တို့ကကြတော့ဒီသူတို့သုံးတဲ့ဖော့မျိုးစားပေါ့နော်ဒီဖော့တုံးမှာရှိတဲ့ဖော့ကိုစလင်ဒါအချွန်ပုံစံလေး1 cm လောက်ဆိုလောက်တယ်အဲ့ဒါလေးကိုတီးတန့်လှီးတယ်လှီးပြီးတော့မှဒီကျိုးမှာကျွန်တော် main line ကျိုးမှာပတ်ပြီးတော့ကျွန်တော်ဗမာနီးပေါ့နော်ဒါဖော့တက်တယ်များနီးပေါ့နော်ဖော့တက်ပြီးတော့များနီးအဲ့လိုနီးနဲ့အသုံးပြုဂျိတ်ကလည်းကျွန်တော်တို့ပုံမှန်ကျွန်တော်ရားကောက်ဂျိတ်ကိုပဲသူတို့ခြီပြီးတော့အသုံးပြုသွားတာဖြစ်တယ်เปล่าซาสกุเอลได้ยินเสียงตัวการฟูเลยของเราสกุเอลปั่นเนี่ยကျွန်တော်ခုမှပဲတွေ့ဘူးတာပါပြီးရင်တို့ဒီဖော်လေးတွေကိုအလုံးလေးကိုသူကပေါ့ပတ်ပုံစံမျိုးတက်မှာပေါ့နော်ချင်းထဲတာပေါ့နော်ပုံထားနော်ပေါ့သူနေထားတော့လေပုံထားချိုးနေတယ်တော်ချွေးတယ်ထိုင်မှာပေါ့နော်လှတယ်ဟိုလုံးဝပေါ့ပတ်နဲ့အစာတော့ပြုတ်သွားပြီအစာပြုတ်သွားပေါ့ပတ်နဲ့လုံးဝဟာကောင်းလာဆိုဝါတော့ဝါရယ်โอเคကောင်းရပြီနော်ဆရာကြီးကျွန်တော်တို့ပညာလာယူတာပါဆရာကြီးရှာနေတယ်โอเค
ပြန်ဆွဲတာပေါ့ဖြူလားဖြူနော် 有啊，喏，哦，这有啊。အောက်ထဲဝင်တိုးလိုက်တယ်နော် ပြောင်းရေးဆိုဟိုပြောင်းရေးပြောတာ哇，鱼了，ထွက်လာပြီအဲ့ဒီကြိုက်နေအဲ့ဒီမှာကိုတယ် ဘန်ကိုင်းပေါ့ပါ 你可以没事 ရတယ် 七级步，七级步， โอเคလာရ Sorry.
ရောဒီဝင်ဒီမှာတော့ဘာနဲ့မနိုင်ဘူးနေပြင်းတော့လေဖြူအာဘယ်နဲ့နိုင်ကြည့် အားသိနေရရမယ် ရမယ်အားလုံးပဲဒါကကျွန်တော်တို့လက်ရှိဒီနေ့များခဲ့တဲ့နေ့တစ်ပိုင်းများတဲ့အရာလက်ပေါ့နော်အားလုံးပေါ့အစာကောက်လည်းကျွန်တော်တို့ပါတယ်ကျွန်တော်ဒီဘုံပစ်ထားရလဲပါတယ်အစာတွေအသုံးပြုပုံတွေလည်းကျွန်တော်ရှင်းပြတယ်အစာခွက်ထိုးရလဲကျွန်တော်ရှင်းပြပြီးဖြစ်တယ်ဒါမို့လို့ကျွန်တော်ဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်တော့ like and share လေးလုပ်ပြီးတော့ကူညီပေးကြပါဦးလို့နော်အားလုံးပဲမင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေဗျ bye bye